ရုပ်ဆိုးလာတဲ့ဒီကောင်ကြီးကသူမစီကိုတီးတီချီကလာခဲ့တယ်သူမကလည်းလင်းမြန်းစွာတနတ်နဲ့ကြောက်လန့်စွာချိန်ထားခဲ့တယ်ပြီးတော့ဒီကောင်ကြီးထပ်သွားတော့မဲ့အချိန်ကိုဇီတထိတ်ထိတ်နဲ့စောင့်နေခဲ့ပါတယ်ထပ်သွားတော့မဲ့အချိန်မှာသူမစီကိုဖုံးဝင်လာခဲ့တယ်အဲ့တန်ကိုကြားပြီးဒီကောင်ကြီးပြန်လှည့်လာခဲ့တယ်ထိုချိန်မှာသူမဖုံးကိုခလုတ်ပိတ်လွန့်ပစ်လိုက်တယ်အဲ့ကောင်ကြီးကကောက်ယူပြီးစစ်ကြည့်နေပါတယ်ပြီးတော့သူမရှိတဲ့ကောက်အောက်ကိုဖြည်းဖြည်းချင်းကြီးကပ်လာခဲ့တယ်သူမအတန်မထရဲခဲ့ဘူးရုတ်တရက်အဝေးကအတန်တစ်ခုကြားပြီးဒီကောင်ကြီးသွားကြည့်ခဲ့တယ်ထိုကောင်ကြီးထွက်သွားတော့မှသူမတပ်ပင်းချနိုင်ခဲ့တယ်သူမအလင်းရောင်မိချောင်းတွေကိုအပြင်ဘက်ပစ်ထုတ်နေတယ်ညရောက်တော့အဲ့မိချောင်းတွေပဲတနတ်နဲ့ချိန်ထားခဲ့တယ်သူမမသိတာကသူ့နောက်မှာထိုကောင်ကြီးရှိနေတယ်ဆိုတာကိုပဲတန်းစကားကိုဖောက်ပြီးသူမကိုတိုက်ခိုက်ခဲ့တယ်သူမလည်းကြောက်လန့်စွာအော်ဟစ်နေခဲ့တယ်အရေးမင်းကသူမလိုက်ပစ်နေခဲ့တယ်ဒါမဲ့ထိုကောင်ကြီးကိုမထိခဲ့ပါဘူးနောက်ကိဆုံးတော့ထိုင်ကောင်ကြီးကိုသူမတနတ်နဲ့ပစ်ခတ်နိုင်ခဲ့တယ်ထိုချိန်မှာသူမလုံခြုံမှုအပေါက်တွေကိုပြန်ပစ်ခဲ့တယ်ဒါပေမဲ့အိုင်ကောင်ကြီးကအကြောက်မပေးခဲ့ဘူးသူမနားကိုရောက်ဖို့အတင်းကြိုးစားနေခဲ့ပါတယ်တကားဖွင့်သွားပြီးအပြစ်မှထိတ်တိုက်ပါတော့တယ်သူမကားရှိမီကိုဖွင့်လိုက်ပြီးဓစီပုံကိုကားမီအလင်းရောင်နှထားပြီးရုပ်ဆိုးတဲ့ကောင်ကြီးများခေါ်ခဲ့တယ်ထိုကောင်ကြီးရောက်ကြည့်လာချင်းမီရှိုးဖြတ်စည်းလိုက်တယ်ဒါပေမဲ့ထိုကောင်ကြီးမသေးခဲ့ဘူးသူမအနောက်ကနေဖက်လိုက်တယ်သူမအသက်ထုံမလေးကြောက်လန့်နေခဲ့တယ်သူမတနတ်နဲ့ထပ်ပစ်ခဲ့တယ်မနဲ့နိုးလာတဲ့အခါရုပ်ဆိုးတဲ့ကောင်ကြီးသူမဘောင်ကိုခီးဖေးချင်းတက်လာခဲ့တယ်သူမလည်းထပ်ပစ်ခဲ့ချင်းကြီးစံကမရှိတော့ပါဘူးရုပ်ဆိုးတဲ့ကောင်ကြီးကညင်ညင်သာသာသူမမျက်နှာကိုလက်နဲ့ပတ်တက်လိုက်ချိန်မှာသူမအသက်ကိုသတိရသွားခဲ့တယ်သူမကိုအဲ့လိုလိုဖို့တာသူကြီးစားပဲရှိတာဘူးပေါ့သူမလည်းအကုန်နားလဲသွားခဲ့တယ်တကယ်တော့သူကြီးစားကဒီဘဝရောက်တာတောင်သူမအနာကိုရောက်အောင်လာခဲ့တယ်အချစ်ကြီးလိုက်တာနော်